ပဲခူးတိုင်းပန်းတောင်မြို့နယ်တွေကညောင်ကျိုးစခန်းကိုအာရခတပ်တော် AA ကဒီကနေ့သိမ်းပိုက်နိုင်ခဲ့တယ်ဗျာအခုဆိုရင်အာရခတပ်တော် AA ကရခိုင်ပြည်နယ်တင်မကဘူးနော်ပဲခူးတိုင်းဧရာဝတီတိုင်းအကွေးတိုင်းဟောတိုင်းကြီးသုံးတိုင်းမှာကိုအောင်မြင်မှုတွေကိုများစွာရရှိနေတယ်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဒီနေ့ရှင်ကနေပြောဆိုတော့ပါမယ်။နေ့ရက်ရှင်ရောဆိုရင်နေ့ရက်တည်းကောင်းနေတယ်။ပြန်ဆက်ပြီးနေတာမှာနေ့ရက်ရှင်လေးကိုနိုင်စကားလေးပြောထားပြီးတော့တောင်းဆိုချင်ပါတယ်ခင်ဗျ။ဟောညောင်ကျိုးစကားဆိုတာပေါ်သေးသေးစကားမဟုတ်ဘူးဗျာ။နော်အင်အား300လောက်နဲ့ခုခံကာကွယ်နေတဲ့စခန်းပဲဖြစ်တယ်။ပန်းတောင်မြို့နယ်ဥရှိပင်မြို့အနီးမှာရှိတဲ့အင်အား300နဲ့ခုခံကာကွယ်နေတဲ့ညောင်ကျိုးစခန်းကိုအာရခတပ်တော်ကြီးကဒီကနေ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာအဲ့တော့ဒီညောင်ကျိုးစခန်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်အာရခတပ်တော်ကြီးကအခုဆိုရင်စစ်တပ်ကိုတော်တော်လေးကိုဖိအားပေးနိုင်ခဲ့ပြီဟောစစ်တပ်အနေနဲ့ပဲခူးမှာရှိတဲ့ကပ္ပစဆက်ရုပ်တွေလည်းပဲအခုပေါ်သေးသေးနေလို့မရတော့ဘူးသူတို့တော်တော်ကြောက်လန့်နေရပြီအေယာဝီတိုင်းမှာလည်းအာရခတပ်တော် A က6ဒါနီးပါးထိရောက်လာခဲ့ပြီနော်မကွေးတိုင်းမှာဆိုလဲတကယ်ကပ္ပစဆက်ရုံနီနာကိုရောက်အဲ့ဒီညောင်ကျိုးစကန်တိုက်ပွဲမှာစစ်တပ်ဘက်ကအကြအဆုံးများတယ်ဟောဘလောက်တောင်များလဲဆိုရင်တေတဲ့သူတွေဒဏ်ရာရတဲ့သူတွေဟာပြေဆေးရုံကြီးနဲ့မဆက်လို့ပြေဓာကစမြို့တော်ခမ်းမထဲမှာကိုဆေးရုံဖွင့်ပြီးတော့စေကုသပေးနေရတဲ့အထိကိုများတယ်တဲ့ဗျာနော်အခုဆိုရင်ညောင်ကျိုးစကန်ပေးနာကချင်းကုန်းစကန်ကြံသေးတယ်အဲ့ဒီချင်းကုန်းစကန်ကိုသိမ့်ပိုက်နှံခဲ့ရတော့အာရခတပ်တော်ကြီးကဒါပဲခူးကပ္ပစဆက်ရုပ်တွေကိုတော်တော်လေးကိုချိန်ချောက်နိုင်တော့မှာပဲဖြစ်တယ်ပေါ့တော့အခုညောင်ကျိုးစကန်ဘေးနားမှာရှိတဲ့ကပ္ပစ9ကပ္ပစ6ကပ္ပစ9ကပ္ပက16ကပ္ပစလက်နက်ထုတ်တဲ့ဆက်ရုပ်ပေါင်းဟာဒီညောင်ကျိုးစကန်ဘေးနားမှာ4ခုတောင်ရှိတယ်အခုဆိုရင်သူတို့တွေဒါမလွယ်တော့ဘူးပေါ့တော့မလွယ်တော့ဘူးတကယ်လို့အာရခတပ်တော် A ကကပ္ပစဆက်ရုပ်တွေကိုဒါသိမ့်ပိုက်နိုင်ခဲ့ပဲဆိုရင်တော့လက်နက်တွေကမိုးရွာချတယ်လို့ကိုရွာချနိုင်တော့မှာနော်အများကြီးရရှိတော့မှာပေါ့နော်နောက်တစ်ခုကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ပူလူတူစခန်းကို KNL နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်ဟောထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ပူလူတူစခန်းကို KNL နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာဒါတော်တော်ကောင်းတယ်ပေါ့နော်တော်တော်ကောင်းတယ်KNL နဲ့ပူးပေါင်းတပ်တွေကပူလူတူစခန်းကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်တွေကထိုင်းဘက်ကိုခွေးပြေးဝက်ပြေးထွက်ပြေးကုန်ကြတယ်ဟောအခုဆိုရင်ထိုင်းစစ်တပ်ကခွေးပြေးဝက်ပြေးထွက်ပြေးလာခဲ့တဲ့ပူလူတူစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကိုကြီးစောက်ချောက်ပေးထားရတဲ့ဗျာအဲ့တော့ခွေးပြေးဝက်ပြေး2024ဟုတ်တယ်နော်အခုကြော်ခဲ့ပြီ2025တော့ရောက်ခဲ့ပြီစစ်တပ်ကကောက်တွေတိုင်းသူပြည်သားတွေကိုလက်နက်နဲ့အနိုင်ကျင့်ကြီးငယ်နိုင်ခြင်းလေနဲ့ဘုံကျဲသူတို့ပဲခွေးပြေးဝက်ပြေးပြေးရတယ်ဘင်္ဂလားဒေ့ရှ်ကိုလည်းပြေးရအိန္ဒိယကိုလည်းပြေးရထိုင်းကိုလည်းပြေးရတရုတ်ကိုလည်းပြေးရတယ်ဟမ်အိန္ဒိယချင်းနိုင်ငံတွေအကုန်စုံနေပြီဒီကောင်တွေပြေးရတာနော်တော်တော်စုံနေပြီဒါကြောင့်ဒီကနေ့အတွက်သတင်းကောင်း2ခုကအာရခတပ်တော် A ကပဲခူးတိုင်းဥရှိပင်မြို့အနီးမှာရှိတဲ့ညောင်ကျိုးစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာလေဒါသတင်းကောင်းတစ်ခုပဲနောက်တစ်ခုက KNL နဲ့ပူးပေါင်းတပ်တွေကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ပူလူတူစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာလေဒါသတင်းကောင်းတစ်ခုပဲပေါ့နော်
နောက်တစ်ခုကပဲခူးတိုင်းနတ်တလင်းမြို့တဲ့ရှားစေးပူရာတိတ်မှာစစ်တပ်ကပြည်သူ2ယောက်ကိုရရဆက်ဆက်တပ်ဖြတ်ပြီးတော့အလောင်းကိုစွန့်ပစ်သွားတယ်တဲ့ဗျာတော်တော်ရုပ်ပါပတ်ဆက်တယ်ပေါ့နော်နောက်တစ်ခုကမကွေးတိုင်းရေစကြိုမြို့နယ်တာကောင်ရွာမှာစစ်တပ်ကအသက်65နှစ်အရွယ်ဦးချစ်မောင်ကိုခေါင်းဖြတ်ပြီးတော့နော်ငုတ်တိုင်မှာဦးချစ်မောင်ရဲ့ခေါင်းကိုချိတ်ဆွဲခဲ့တယ်ဟောဒါမကြာခဏပဲနော်ပြည်သူတွေကိုခေါင်းဖြတ်တတ်တယ်ဟောအရှင်လက်လက်မီးရှို့တတ်တယ်ပြီးတော့လက်ဘင်းကိုလှီးဖြတ်တတ်တယ်ပြီးတော့ခန္ဓာကိုယ်တွေကိုအပိုင်းပိုင်းအတစ်တွေခုတ်ဖြတ်တတ်တယ်တခါမှမမြင်ဘူးတဲ့လူတွေရဲ့အယိုးအသားတွေကိုချစ်ပြီးတော့အယိုးပဲကြံအောင်ငါဖဲချစ်တယ်လို့ချစ်ပြီးတတ်တယ်တော့တခါမှမမြင်ဘူးနော်ကဘာပေါ်မှာအကျန်းဖတ်ပါတယ်ဆိုတော့ IS တွေတော့အဲ့လိုမတတ်ဘူးကဘာမှာတခါမှမရှိဘူးမဲအွန်လိုင်းဥဆောင်တဲ့စစ်တပ်ဟာတော်တော်လေးရုပ်မှာပတ်ဆက်တယ်ပေါ့တော့ရုပ်ပါပတ်ဆက်တယ်ပေါ့ဒီကနေ့လည်းပဲရေစကြိုမြို့နယ်တာကောင်ရွာပါအသက်65နှစ်ရွယ်ဦးချစ်ပါကိုခေါင်းဖြတ်တက်ဖြတ်ပြီးတော့ငုတ်တိုင်မှာဦးချစ်မောင်ရဲ့ခေါင်းပြက်ကြီးကိုချိတ်ဆွဲခဲ့တယ်ပေါ့နော်ပြီးတော့ပြည်သူ18ယောက်ကိုလည်းရရဆက်ဆက်တက်ဖြတ်ခဲ့တယ်ဘလူတွေတောင်ရရဆက်ဆက်တက်ဖြတ်ခဲ့တယ်လဲဆိုရင်တချို့ကိုဓားတွေနဲ့ခုတ်ထစ်ပြီးတော့အပိုင်းပိုင်းအတစ်တစ်မြေမြုပ်ခဲ့တယ်တချို့ကိုကြတော့အရှင်လက်လက်မီးရှို့တက်ဖြတ်ခဲ့တယ်နော်ဘလောက်ရက်ဆက်တယ်လဲဆိုရင်တချို့တွေကိုကြတော့ပိုင်တစ်တစ်တွေခုတ်ဖြတ်ပြီးတော့ခြံစည်းရိုးတွေငုတ်တိုင်တွေမှာချိတ်ခဲ့တယ်ဗျာဒါဒီကနေ့ဖြစ်ပွားခဲ့တဲ့တကယ်ကိုအော်နှလုံးနာလောက်တဲ့အကြမ်းဖက်မှုတွေပေါ့ဒီလိုအကြမ်းဖက်မှုတွေကမကြာခဏပဲပေါ့နော်ပြောစရာစကားတော့မရှိတော့မကြာခဏပဲဒါကြောင့်ဒီကနေ့ရေစကြိုမြို့နယ်တာကောင်ရွာမှာပြည်သူ18ယောက်ရရဆက်ဆက်အကြမ်းဖက်တပ်ဖြတ်ချင်းကိုခံခဲ့ရတယ်ပေါ့နော်ခံခဲ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းမြောင်မြို့နယ်မှာပန်းညိုရွာကစာတင်ကျောင်းကိုစစ်တပ်ကဗုံးကျဲတဲ့အပြင်ပြည်သူရဲ့အိမ်ပေါင်း90ကျော်ကိုလည်းပဲမီးရှို့ဖျက်ဆီးခဲ့တယ်စစ်တပ်ကဘလောက်တော့ရုံမှာပတ်ဆက်တယ်လဲဆိုရင်စစ်ဘေးရှောင်တွေရဲ့စကားတွေဗုံးကျဲတယ်စာတင်ကျောင်းတွေကိုဗုံးကျဲတယ်စာတင်ကျောင်းတွေနော်ဆေးရုံတွေကိုဗုံးကျဲတယ်ဖုံးကြီးကျောင်းတွေကိုဗုံးကျဲတယ်တော့ဘာသာရေးအဆောက်အဦတွေကိုဗုံးကျဲတယ်ဟောအများကြီးပဲပြည်သူတွေရဲ့ဈေးတွေပြည်သူတွေရဲ့နေအိမ်တွေကိုဗုံးကျဲတယ်ရွာတွေမြို့တွေကိုဗုံးကျဲတယ်ဟောကဘာပေါ်ပါရှိတဲ့ဘလို့အကြမ်းဖက်မှုမျိုးကိုမဆိုမဲအောင်လိုက်ဥဆောင်တဲ့စစ်တပ်ကမကျူးလွန်ဘူးလားမလုပ်ဘူးလားမရှိဘူးပေါ့နော်နောက်တစ်ခုကစေကူးမျိုးနယ်လက်ပံလှရွာကိုစစ်တပ်ကဘုံကျဲတာပြည်သူ9ယောက်တောင်သေဆုံးတယ်ဘလောက်တောင်မရိုင်းပတ်ဆက်တယ်လဲဆိုရင်လက်ပံလှရွာပေါ်မှာစစ်တပ်ကလေနဲ့ပြန်တန်းပြီးတော့လူစီကားတဲ့ဈေးကိုတမင်သက်သက်ကိုဘုံကျဲတာဗျာဈေးကိုဘုံကျဲတာနော်အပြစ်မဲ့ပြည်သူတွေကိုဘုံကျဲတာနော်ဒါစင်ကူးမျိုးနယ်လက်ပံလှကြေးရွာမှာရွာကိုလေနဲ့ပြန်ပြီးတော့မှပြည်သူတွေဈေးဝယ်နေတဲ့ဒီဈေးကြီးကိုဘုံကျဲတာပြည်သူအနည်းဆုံး9ယောက်သေဆုံးတယ်အနည်းဆုံး9ယောက်သေဆုံးတယ်တကယ်လူစီကားတဲ့နေရာကိုဘုံကျဲတယ်ဈေးရောက်နေတဲ့သူတွေဈေးဝယ်နေတဲ့သူတွေလမ်းသွားလမ်းလာတဲ့ရှုပ်ထွေးနေတဲ့ဈေးကြီးကိုတက်မေတကာကိုရည်ရွယ်ချက်ရှိကိုဘုံကျဲတာဗျာဒါစင်ကူးမျိုးနဲ့လက်ပံလှယူရပါနော်ဘလောက်တော့မရိုင်းပတ်ဆက်တယ်လေစဉ်းစားကြည့်နော် PDF တွေကိုဘုံကျဲတယ်တိုင်းသားလက်နက်ကန်တွေကိုဘုံကျဲတယ်ဆိုတာဖို့တို့ဒါခံတာသေးတယ်ဗျာသိတယ်မလားယောက်ျားချင်းစစ်တိုက်တာမတရားတာမရှိပါဘူးဗျဟုတ်တယ်ဟုတ်လား
အခုကဗျာပြည်သူတွေရဲ့ဈေးတွေအိမ်တွေမြို့တွေရွာတွေစာသင်ကျောင်းတွေဆေးရုံတွေဖျားကျောင်းတွေဖုန်ကြီးကျောင်းတွေကိုရည်ရွယ်ချက်ရှိဘုံကျဲတယ်စေဘေးရှောင်တွေကိုဘုံကျဲတယ်ခလေးတွေကိုဘုံကျဲတယ်ဘလောက်မှရိုင်းလိုက်လေဗျာအဲ့ဒါကိုပဲသူတို့ကပြည်သူကိုဘုံကျဲပြီးတော့ပြည်သူတော်မှရိုးရိုးတရက်မဟုတ်ဘူးနော်ဖုန်ကြီးတွေခလေးတွေစေဘေးရှောင်တွေစာသင်ကျောင်းတွေဆေးရုံတွေအဲ့ဒါကိုသူတို့ကဂုံယူနေသေးတယ်ဗျာအဲ့ဒါကိုသူတို့လက်ခမောက်ခတ်နေသေးတယ်ဘလောက်မှရိုင်းလိုက်တဲ့တတ္တဝါတွေလေဗျာအဲ့ဒီလိုတတ္တဝါမျိုးဒီ30တပုံမှာမရှိဘူးဘုံဘုံတို့လုံးဝမရှိဘူးနော်မရိုင်းလိုက်တာဗျာပြည်သူပေါ်မှာမေတ္တာလေးတောင်သူတို့နှမ်းတစိစာလောက်မထားခြင်းဘူးနော်အခုစစ်သားတွေရဲတွေသူတို့ထမင်းစားတိုင်းသူတို့သစ္စာဆိုကြတယ်ထမင်းစားတိုင်းသစ္စာဆိုကြတယ်ကျွန်တော်တို့ပြည်သူကြွေးတဲ့ထမင်းကိုစားတာပါပြည်သူကိုကာကွယ်ပါမယ်တိုင်းပြည်ကိုကာကွယ်ပါမယ်အဲ့ဒီသစ္စာမင်းတို့စုလိုက်မယ်နော်ပြည်သူထမင်းစားပြီးပြည်သူကြွေးပြည်သူပေးတဲ့လစာတွေယူပြီးပြည်သူကိုရက်ဆက်ပြန်တက်နေကြတာအေးသေပရဇိတငရဲပြည်ပဲစစ်သားသေပရဇိတငရဲပြည်တယ်နော်ဒါဖះဟောဗျဖះဟောနောက်တစ်ခုကလေးအိမ်မြို့မိုးညိုမြို့နယ်လေးအိမ်တန်းကျေးရွာကကိုရဲလင်းကိုအိတ်နေတဲ့အချိန်6နောင်တဲ့အထိကိုပေါ်တာဝင်ဆွဲတယ်တဲ့ဗျာနော်မိုးညိုမြို့နယ်လေးအိမ်တန်းကျေးရွာမှာကိုရဲလင်းကိုညအိတ်နေတဲ့အချိန်6နောင်တဲ့အထိကိုပေါ်တာဝင်ဆွဲတယ်အခုဆိုရင်ဘသူမှမြန်မာနိုင်ငံမှာမနေရကြတော့ဘူးညအိတ်နေတဲ့အထိအချိန်6နောင်တဲ့အထိတောင်ပေါ်တာဝင်ဆွဲတယ်ဆိုတော့စဉ်းစားကြည့်ပေါ့ဘသူနေရတော့မလဲနော်ယောက်ျားမှန်ရင်ကိုပေါ်တာဆွဲတယ်နောက်တစ်ခုကနတ်တလင်းမကွေးနဲ့ဒနုပြူမြို့နယ်မှာလည်းပဲစစ်မှုထမ်းစစ်ခေါ်တဲ့စာတွေလုံးဝမပေးတော့ဘူးတဲ့နော်အရင်လိုစစ်မှုထမ်းစစ်ခေါ်တဲ့စာတွေလုံးဝမပို့တော့ဘူးရင်ကြီးနဲ့တောင်စစ်မှုထမ်းမစုဆောင်းတော့ဘူးပေါ့နော်အခုဘလို့ပဲပုံစစ်မှုထမ်းစုဆောင်းနေတယ်လဲဆိုရင်လူငယ်တွေကိုအိမ်တာရာရောက်ကိုပေါ်တာလာဆွဲနေတာဟဲ့ယောက်ျားမြင်ပေါ်တာဆွဲပဲနော်အရင်လိုမေးစစ်မှုထမ်းမဲပေါက်တယ်တို့နော်လုံးဝအဲ့လိုရင်ကြီးမစစ်ခေါ်တော့ဘူးအိမ်နေတဲ့အချိန်ယောက်ျားမှန်ရင်ကိုပေါ်တာဆွဲတာနော်အခုကလေမြန်မာတနိုင်ငံလုံးရင်ကြီးနဲ့တောင်မှစစ်မှုထမ်းမစစ်ခေါ်တော့ဘူးအခုကအိမ်နေတဲ့အချိန်ညာကြီးမင်းကြီးအချိန်မဲ့တော့ပေါ်တာဝင်ဆွဲတာဗျာယောက်ျားမှန်ကိုပေါ်တာဝင်ဆွဲတာဘိုးတို့မိဘပြည်သူတွေကြည့်ဆိုင်ကြပါဗျာနောက်တစ်ခုကအေယာဝတီတိုင်းကျုံပေါ်မြို့အခြေဆိုင်ခလာရ36တပ်ထဲကဖမ်းဆီးပြီးတော့တပ်သားသစ်စုဆောင်းခံထားရတဲ့တပ်သားသစ်2ယောက်ထွက်ပြေးသွားတယ်အဲ့ဒါတပ်သားသစ်2ယောက်ထွက်ပြေးသွားရဗလားဆိုပြီးတော့ကြံခဲ့တဲ့နော်စစ်မှုထမ်းတပ်သားတွေကိုကိုလုံးတီးနေခိုင်းပြီးတော့အပြစ်ပေးတယ်ဘာမှလည်းမဆိုင်ကဲတကယ်ဆိုရင်စစ်မှုထမ်းတပ်သားတွေစုဆောင်းခံထားရတဲ့သူတွေကိုသူတို့တက်ထဲမှာသူတို့ကိုချစ်အောင်သူတို့ကိုကြည်ညိုအောင်သူတို့ကိုလေးစားအောင်လုပ်တဲ့တယ်မဟုတ်ဘူးလားစစ်မှုထမ်းတပ်သားတွေစုဆောင်းခံထားတဲ့သူတွေကိုရဆက်ညှဉ်းပန်းတယ်နှိပ်စက်တယ်ထမင်းသို့ဟင်းသို့တွေကျွေးတယ်နိုင်ထက်စီးနေနေလုပ်တယ်အခုလည်းပဲတပ်သားတွေ2ယောက်ထွက်ပြေးသွားလို့ဆိုပြီးကြံခဲ့တဲ့သူတွေကိုကိုလုံးတီးနေခိုင်းပြီးတော့အပြစ်ပေးတယ်အမေဆိုရင်ဓာတွေကိုချော့မော်ထားရမှာဓာတွေကိုချော့မော်ထားမှသူတို့အတွက်ကာကွယ်ပေးခြင်းမှာပေါ့အသက်ပေးခြင်းမှာပေါ့သူတို့ခိုင်းတဲ့အတိုင်းလုပ်ခြင်းမှာပေါ့အခုတော့အဲ့လိုမဟုတ်ဘူးစစ်မှုထမ်းတပ်သားတွေကိုတင်နန်းမှာအမျိုးအဖုံဖုံနှိပ်စက်တယ်ညှဉ်းပန်းတယ်ကျွေးတဲ့အစားအစာတွေကလည်းထမင်းတို့ဟင်းတို့တွေကျွေးတယ်ဟောထွက်ပြေးတော့လဲကြံခဲ့တဲ့သူတွေကိုအမျိုးဖိနေပြီးတော့ပြစ်ဒဏ်နေပေးတယ်အဲ့တော့ဒီတပ်သားတွေကသူတို့ခိုင်းတာဘယ်လုပ်ချင်မလဲစဉ်းစားကြည့်လေအဲ့ဒီတုံးတွေကမှားနေပြီမဟုတ်ဘူးလားအမှန်တော့သူတို့ကိုကြီးညိုလေးစားအောင်ချစ်အောင်လုပ်ရမှာ